မိတ်ဆွေတို့အနေနဲ့အချိန်ကိုရပ်တန့်ထားသလိုခံစားရပြီးတက်ရှိဘဝရဲ့ရှေးဟောင်းလျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြသနေတဲ့နေရာတစ်ခုကိုစိတ်ကူးကြည့်ဖို့ပါသလားတဘာဝရဲ့မထိမခိုက်ရသေးတဲ့အလှတရားတွေကိုတန်ဖိုးထားမြတ်နှိုးတတ်သူတွေအတွက်ဒီဗီဒီယိုကဩစတြေးလျတိုက်ကြီးရဲ့နှလုံးသားထဲမှာဟွက်ထားတဲ့အံ့ဖွယ်နေရာတစ်ခုအကြောင်းပြောပြပေးပါလိမ့်မယ်ဒီနေရာကဘလူနီးနဲ့အခုလိုငကိုတိုင်းတည်ရှိနေနိုင်တာလဲဆိုတာကိုလည်းဆက်လက်လေ့လာကြည့်ရအောင်ပါဒီအမ်ဖွယ်နေရာကတော့ Greater Blue Mountains Area လို့ခေါ်ပြီး Australia နိုင်ငံ Sydney မြို့ရဲ့အတွင်းမှာတည်ရှိပါတယ်ဒီ area က hectare 1.3 တန်းကျယ်ဝန်းပြီးတဲချောက်ကုန်းမြင့်တွေမှတ်ဆောက်တဲ့တောင်ဆောင်တွေ6ကမ်းပါးတွေနဲ့ယူကလစ်တောအုပ်တွေကလွှမ်းမိုးထားပါတယ်Australia မှာအကြီးဆုံးနဲ့အထိန်းထိန်းခံရဆုံးသဘာဝတောအုပ်ကြီးတွေထဲကတစ်ခုလည်းဖြစ်ပါတယ်ဒီနေရာရဲ့ထူးခြားချက်ကတော့ယူကလစ်ပင်တွေရဲ့စင့်ကဲဖြစ်စဉ်နဲ့လိုက်လျောညီထွေမှုပါပဲဂွန်ဒွာနာခေတ်လွန်ကာလကတည်းကဩစတြေးလျတိုက်ကြီးမှာတီးခြားစီတည်ရှိနေခဲ့ကြတာပါယူကလစ်ပင်မျိုးစိတ်60မျိုးကိုဒီနေရာမှာတွေ့ရှိနိုင်ပြီးသူတို့ရဲ့ဖွဲ့စည်းပုံနဲ့ဂေဟဗေဒဆိုင်ရာကွဲပြားမှုကထူးခြားလာပါတယ်ဒီဒေတာကဘာကြောင့်ဒီလိုထူးခြားတဲ့စင့်ကဲဖြစ်စဉ်တွေရဲ့ဗဟိုဖြစ်နေရတာလဲဆိုတာကိုမိတ်ဆွေတို့သိကျင်ကြမှာပါဒီ area မှာ Wallaby Pine နဲ့ Blue Mountain Pine လို့ရှေးဟောင်းကြံရစ်နေသေးတဲ့အပင်မျိုးစိတ်တွေကိုလည်းတွေ့နိုင်ပါတယ်ဒီအပင်တွေဟာဂွန်ဒွာနာဒေသကနေဆင်းသက်လာခဲ့ကြတာပါ300မီတာမြင့်နဲ့မဆောက်တဲ့ကြောက်ဆောင်နိုင်ရန်တွေကျင်းမြောင်းတဲ့ခြောက်တွေနဲ့ရေတခွန်းတွေကဒီနေရာရဲ့လှပတဲ့နောက်ခံရှုခွင့်ကိုဖန်တီးပေးထားပါတယ်ဒီလိုထူးခြားတဲ့ဘူမိဗေဒအနေအထားတွေကဒီရှေးဟောင်းအပင်တွေကိုဘလို့ကာကွယ်ပေးနိုင်ခဲ့လဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ် Greater Blue Mountains Area က Australia ရဲ့ဇီဝမျိုးစုံမျိုးကွဲတွေစုဝေးရနေရာတစ်ခုဖြစ်ပါတယ်။ Australia တိုက်ကြီးရဲ့သွေးကြောပန်းပေါင်းပင်10ပုံတစ်ပုံ10%နဲ့မျိုးသုံးတော့မဲ့ရှားပါးမျိုးစိတ်တွေအများပြားရှင်သန်နေပါတယ်။မာတီစီလိုအပင်မျိုးရင်း152မျိုးမျိုးစု484ခုနဲ့မျိုးစိတ်ပေါင်း1500ခန့်ကိုဒီနေရာမှာတွေ့နိုင်ပါတယ်။တလုံးများပြားတဲ့မျိုးစိတ်တွေဘလို့အခြေအနေမျိုးမှာအတူရှင်တွဲရှင်သန်နိုင်ကြတာလေဒီလိုကွဲပြားတဲ့ပတ်ဝန်းကျင်တွေမှာကြောရိုးရှိတဲ့တဝါမျိုးစိ400ကျော်ရှင်သန်နေပါတယ်။နှုတ်တိုက်တဲ့တဝါ52မျိုး၊တွားတွားတဲ့တဝါ63မျိုး၊ဖားကောင်30ကျော်နဲ့ဩစတြေးလျရဲ့ငှက်မျိုးစိ3ပုံတစ်ပုံနေတာ65မျိုးပါဝင်ပါတယ်။ Platypus နဲ့ Echina လိုထင်ရှားတဲ့တိရစ္ဆာန်တွေကိုလည်းဒီမှာတွေ့နိုင်ပါတယ်။မမြင်အားသေးတဲ့တတဝါလောကအင်းဆက်တွေမှာလည်းလေးပြမျိုးစိ120နဲ့ပိုးဖလန်4000လောက်ရှိတယ်လို့ခန့်မှန်းရပါတယ်။ဒီ area ကိုကာကွယ်ထားတဲ့အမျိုးသားဥယျာဉ်ခုနှစ်ခုနဲ့ထုံးကြောင်ကာကွယ်ထိန်းသိမ်းရေးဆောင်တစ်ခုတို့ဟာဇီဝမျိုးစုံမျိုးကွဲတွေကိုထိန်းသိမ်းဖို့လုံလောက်တဲ့အရွယ်အစားရှိပါတယ်။တမိုင်းကြောင်အရာမြေယာရှင်းလင်းမှုတွေရှိခဲ့ပေမဲ့တောင်ဆောင်တွေလိုတဘာဝအသားအစီးတွေနဲ့ဘေးပတ်ဝန်းကျင်ကအများပိုင်မြေတွေကကာကွယ်ပေးထားပါတယ်။ဒီလိုကျယ်ပြန့်တဲ့ area ကိုဘလို့နီးနဲ့ငကိုအတိုင်းနီးပါထိန်းသိမ်းထားနိုင်ခဲ့တယ်လဲဆိုတာစိတ်ဝင်စားစရာပါ။ Aboriginal တိုင်းရင်းသားလူမျိုးစု6ခုကဒီဒေသနဲ့ထိန်းသိမ်းဆောင်ရှောက်ရေးဆက်ဆံမှုတွေရှိနေပါသေးတယ်။သူတို့ရဲ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်တဲ့လူနေမှုစခန်းတွေနဲ့ကြောက်ထွန်းပန်းချီတွေကိုဒီမှာတွေ့နိုင်ပါတယ်။ဒါ့အပြင် Australia အစိုးရနဲ့ New South Wales ပြည်နယ်အစိုးရတို့ရဲ့ဥပဒေတွေရလည်းဒီနေရာကိုကာကွယ်ထိန်းသိမ်းထားပါတယ်။ Environment Protection and Biodiversity Conservation Act 1999လို့ဥပဒေတွေကအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်ဒီ area အတွက်စီမံခန့်ခွဲမှုအစီအမံတွေကိုခုနှစ်ကနေ10နှစ်တခါပြန်လည်သုံးသပ်နေပါတယ်။ဒါအပြင်မီးလောင်ကျွမ်းမှုတွေမတင်လျော်တဲ့ခရီးသွားလုပ်ငန်းတွေပိုးမွားကြားရောက်မှုတွေဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးမှုတွေနဲ့ယာဒီဥပြောင်းလဲမှုတွေလိုစိန်ခေါ်မှုတွေကိုလည်းရင်ဆိုင်နေရပါတယ်။ဒီလိုစိန်ခေါ်မှုတွေကြားကနေဒီနေရာရဲ့တန်ဖိုးတွေကိုဘယ်လိုဆက်လက်ထိန်းသိမ်းမလဲဆိုတာကစဉ်းစားစရာပါ။ Greater Blue Mountains Area ဟာရှေးဟောင်းပညာမရှင်းလိုက်တဲ့စင်ကဲသစ်စင်တွေနဲ့ကျွဲဝတဲ့ဇီဝမျိုးစုံမျိုးကွဲတွေပြည့်ညတ်နေတဲ့နေရာတစ်ခုပါဒီလိုနေရာတစ်ခုရဲ့ခိုင်မာတဲ့စွမ်းအားကအချင်းချင်းဆက်ဆံနေတဲ့အလွာပေါင်းစုံကိုနားလေသဘောပေါက်ရာကနေလာပါတယ်တဘာဝရဲ့နတ်နယ်တဲ့ဆက်နွယ်မှုတွေကိုလေ့လာရတာကိုတန်ဖိုးထားမျက်နှိုးတတ်တဲ့မိတ်ဆွေတွေအနေနဲ့ဒီလိုနေရာတွေအကြောင်းဆက်လက်လေ့လာခြင်းအားဖြင့်ပုံမနတ်ဆိုင်တဲ့ပုံစံတွေကိုတွေးမြင်လာနိုင်ပါလိမ့်မယ်